ကြည့်လိုက်စမ်းဒီနေ့မင်းတို့မြင်နေရတဲ့ငြိမ်သက်နေတဲ့ပကံမြေဟာလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကတော့အာရှအလဲပိုင်းမှာတုံခါနေအောင်အင်အားကြီးခဲ့တာရွှေအောင်ဝင်းနေတဲ့ဖျားပထိုးတွေစီကားလာတဲ့ဈေးတန်းတွေနဲ့ပကံဟာတိတ်ကိုလှပခဲ့တာဒါပေမဲ့အဲ့ဒီရွှေအောင်နေတွေရဲ့နောက်ွယ်မှာသွေးညင်နှံ့နေတဲ့မုန်တိုင်းတစ်ခုကတဖြည်းဖြည်းအုံမိုင်းလာနေခဲ့တယ်အဲ့ဒါကတော့ကမ္ဘာအရှင်သခင်တို့ကိုတတ်မှတ်ထားတဲ့မွန်ဂိုလီရဲ့အရေးပဲမင်းတို့သိချင်လားအင်ပါယာကြီးတစ်ခုကတညရဲနဲ့ဘယ်လိုမျိုးနေဝင်သွားခဲ့ရလဲဆိုတာAD 1282ခုနှစ်မှာပေါ့မွန်ဂိုဘီရင်ကိုပလိုက်ခန်းစီကနေတန်တမန်တွေရောက်လာတယ်သူတို့ကပကံကိုလောက်ခံဖို့လာပြောတာမွန်ဂိုရီရဲ့မျက်လုံးထဲမှာကမောက်မာမှုတွေပကံဘီရင်နရတီယာပတိရဲ့မျက်လုံးထဲမှာတော့ပြင်းထန်တဲ့မာနတွေမြင်နေရတယ်တန်တမန်တွေကနန်းတော်တွေကိုဖနှက်မချွတ်ပဲဝင်လာကြတယ်မင်းတို့စဉ်းစားကြည့်အဲ့ဒီခေတ်ကပကံဘီရင်အတွက်ဒါဟာဘလောက်တောင်စော်ကားခံရတယ်လဲဆိုတာဘီရင်ကဒေါသတကြီးနဲ့အမိန်ပေးပြလိုက်တယ်တန်တမန်အားလုံးကိုတပ်ပြစ်အဲ့ဒီတားချက်ကပကံရဲ့ကံကြမ္မာကိုပြောင်းလဲပြလိုက်တာပဲငါအဲ့ဒီအချိန်ကလေးကသိလိုက်တယ်ပကံရဲ့နေဝင်ခြင်းကနီးနေပြီဆိုတော့စစ်မြေပြင်ဘက်ကိုကြည့်လိုက်တဲ့အခါမဆောင်ချမ်းတိုက်ပွဲပေါ့တစ်ဖက်မှာကတောင်တန်းကြီးတွေလိုခိုင်မာတဲ့ပကံရဲ့စင်တက်ကြီးတွေရှိတယ်နောက်တစ်ဖက်မှာကလေလိုလင်းမြန်တဲ့မွန်ဂိုမြင့်တက်တွေမင်းတို့သိလားပကံတပ်သားတွေကသူတို့ရဲ့စင်တွေကိုအရန်ယုံကြည်နေတာဒါပေမဲ့မွန်ဂိုရီးယားစင်တွေကိုဓာတ်ရိုက်မတိုက်ဘူးမြားမိုးတွေနဲ့ပဲရွာချလိုက်တာကောင်းကင်ရံကြီးတစ်ခုလုံးမြားတွေနဲ့အမောင်အတိကျသွားတာကိုငါမြင်ခဲ့ရတယ်စင်တွေကနာလုံးလို့ယူသွတ်ပြီးတော့ကိုယ့်ရဲ့စတိတွေကိုပါပြန်နင်းကုန်ကြတယ်သွေးတွေဖုံမုံနေကြမှာပကံရဲ့ခုံတိတ်ခါတွေဟာကွယ်ပြောက်သွားခဲ့ရတယ်နောက်ဆုံးတော့ပကံမြို့တော်ကြီးမီးလောင်ကျွမ်းခဲ့ရတယ်။မီးခိုးတွေကကောင်းငင်ရန်ထီကိုတက်နေတော့ဘရင်ကတော့မြို့တော်ကိုစွန့်ပြီးထွက်ပြေးခဲ့ရတယ်။အဲ့ဒါကြောင့်လည်းတရုတ်ပြည်မင်းလို့တမိုင်းတွင်သွားတာပေါ့။ကြည်နေရင်းနဲ့ပဲရာစုနှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ပကံအင်ပါယာကြီးကတစားစီပြိုပဲသွားတယ်။ဖျားเจ้าကန်တွေစီကခေါင်းလောင်းတန်တွေအစားလူတွေရဲ့ငိုကြွေးတန်တွေကပဲလွှမ်းမိုးသွားခဲ့တယ်။တိတ်ကိုနှမျိုးကိုကောင်းနေနေဝင်ချိန်မှာပဲ။ကဲဒါကတော့ပကံရဲ့နောက်ဆုံးနေဝင်ချိန်ပေါ့အခုမင်းတို့မြင်နေရတဲ့ဒီဖျားပချိုးတွေဟာအဲ့ဒီတုန်းကအကျိုးဆက်တွေပဲတမိုင်းဆိုတာအမားတွေကိုပြန်တင်ယူဖို့ရေးထွင်ထားတဲ့ကြောက်စာတွေပဲမာနာကအင်ပါယာတွေကိုပြိုလဲစေသလိုအမျှော်မြင်မရှိတဲ့အင်အားကလည်းဖုံမုံလိုပဲလစ်ဆင်သွားတတ်တယ်မင်းတို့ဒီတမိုင်းကြောင်းကနေဘာတွေတင်ယူမိလဲ